အာကစားနဲ့လူငယ်ရေးရာဝန်ကြီးဌာနနဲ့ဟိုတယ်နှင့်ခီးသွားလာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဂျန်ဖန်နော်တောင်သည်ဒီနေ့မနက်ပိုင်းမှာတာဝန်ရှိသူများလိုက်ပါပြီးချောင်းသာကမ်းခြေဒေသသို့တွားရောက်ပြီးခီးသွားဧည့်သည်များလက်ပတ်နေမှုအခြေအနေများဟိုတယ်လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများဖော်ထုတ်ထားရှိတဲ့ခီးသွားဆွဲဆောင်ရနေရာများသို့တွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာတာဝန်ရှိသူများကဧည့်ဝင်ဆောင်မှုဆိုင်ရာလုပ်ငန်းများနဲ့ဧည့်ခံကျွေးမွေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေဟိုတယ်အတွင်းပြင်တန်ရှင်းတာယာလှပရေးအတွက်ဆောင်ရွက်ထားရှိမှုအခြေအနေများဧည့်သည်များဘေးကင်းလုံခြုံစွာတက်ခုနေထိုင်နိုင်အတွက်ဆောင်ရွက်ထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ကြပါသည်ရှင်းလင်းတင်ပြချက်များအပေါ်ပြည်ထောင်စုဝန်ကြီးကချောင်းသာကမ်းခြေဟာမြန်မာနိုင်ငံရဲ့အထင်ကရကမ်းခြေခီးစဉ်ဒေသတစ်ခုဖြစ်တာကြောင့်ကမ်းခြေသို့ပြည်တွင်းပြည်ပခီးသွားများပုံမူလာရောက်လက်ပတ်စေရေးဟိုတယ်များမှစွန့်ပစ်အမိုက်များကိုတဘာပတ်ဝန်းကျင်နဲ့ကမ်းခြေအလှထိခိုက်မှုမရှိစေရန်စနစ်တကျစွန့်ပစ်ကြရေးကမ်းခြေဒေသဖြစ်တဲ့အတွက်တဘာဘေးရန်ဆိုင်ရာအသိပေးကြေညာချက်များနဲ့အရေးပေါ်ထွက်ပေါက်နေရာပြဆိုင်းပုံများကိုကြိုတင်စီစဉ်ထားရှိရေးဝန်ကြီးဌာနမှအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိတဲ့နည်းပညာအခြေခံနဲ့ခီးသွားလုပ်ငန်းဆိုင်ရာစနစ်များကိုလိုက်ပါအကောင့်ထဲပေါ်ကြရေးတာဝန်ရှိသူများကိုမှာကြားခဲ့ပါတယ်ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးသည်ဟိုတယ်နှင့်ခီးသွားညွှန်ကြားမှုဦးစီးဌာနချောင်းသာရုံးခွဲသို့တွားရောက်ပြီးခီးသွားများအတွက်ခီးစဉ်ဒေသဆိုင်ရာသတင်းအချက်အလက်များပေးနိုင်ရေးအတွက်စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးခဲ့ပါသည်အဒီနောက်ပြည်ထောင်စုဝန်ကြီးသည်ရွှေတောင်ရန်ကမ်းခြေဒေသ Seal and Lake ပန်းပြေစခန်းနှင့် Mangrove View Resort Hotel သို့တွားရောက်ခါပန်းပြေစခန်းအတွင်းရှိဒေတော်စိုက်ခင်းများအားစနစ်တကျထိန်းသိမ်းပြီးခီးသွားဆွဲဆောင်မှုတစ်ခုအနေနဲ့စီစဉ်ဆောင်ရွက်ထားရှိမှုများခီးသွားဧည့်သည်များအတွက်ဆောင်ရွက်ပေးလျက်ရှိတဲ့ဝန်ဆောင်မှုများကြောက်စိမ်းပြတိုက်တစ်သားဗဟုပြတိုက်များခင်းကျင်းပြသမှုနှင့်အမတ်တရပစ္စည်းအယောင်းဆိုင်များဖွင့်လှစ်ထားရှိမှုခြေအနေများကိုကြည့်ရှုခါတာဝန်ရှိသူများအားလိုအပ်တာများမှာကြားခဲ့ပါသည်ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးသည်အပန်းဖြေစခန်းအတွင်းဖွင့်လှစ်ထားရှိတဲ့စွန့်စားအားကစားခီးသွားလုပ်ငန်း Adventure Tourism စီစဉ်များဖြစ်တဲ့ Zip Lining, Wall Climbing, Quick Jump အစရှိတဲ့အားကစားနည်းများဖြင့်ဝန်ဆောင်မှုပေးရန်ပြင်ဆင်ထားရှိမှုခြေအနေများနဲ့လာရောက်လည်ပတ်တဲ့ခီးသွားဧည့်သည်များပါဝင်စီးနှင်းဆောင်ရွက်နေမှုခြေအနေများကိုအားပေးကြည့်ရှုခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။